ဆိုတော့နော်ချီးမွမ်းခြင်းအိမ်မတွေလက်ဖျားကိုညီတို့ကချီးမွမ်းခွင့်ရတယ်ကြည်ကြော်ခွင့်ရတယ်ဒါကဖျားကျေးဇူးတော်သက်ကြောင့်ပဲဖြစ်တယ်ပေါ့နော်ယနေ့ဒီအနည်းကိုအသက်ရှင်ခွင့်ရတယ်ဒါကလေကျေးဇူးတော်သက်ကြောင့်ပဲဖြစ်တယ်ဖျားကကြီးမားစွာသောအမှုကိုပြုချင်လို့ဒီမှာထားဒါဖြစ်တယ်ပေါ့နော်ဆိုတော့နောက်ထပ်တစ်ပုဒ်အနေနဲ့နောက်ထပ်တစ်ပုဒ်အနေနဲ့ချီးမွမ်းပေးချင်တဲ့သရှင်လေးကတော့ငါဆိုတဲ့သရှင်ပဲဖြစ်တယ်ပေါ့နော်အားလုံးလည်းရောက်မယ်လို့ထင်ပါတယ်ယုံကြည်ပါတယ်ထင်တာမဟုတ်ဘောနော်ယုံကြည်တယ်နော်ဆိုတော့ငါဆိုတဲ့သရှင်ကိုဒီမှာရှိရဲ့ညီကောင်မောင်နှမအယောက်ချင်းစီတိုင်းနဲ့ပေါ့နော်တလုံးတော်ဟာဒီချီးမွမ်းကြဖို့ရတဲ့ဖိတ်ခေါ်ချင်ပါတယ်